အားလုံးပဲမင်္ဂလာပါနေမျိုးကွန်ပျူတာ training center ကနေပြီးပြန်လဲကြိုဆိုပါရစေဒီတစ်ခေါက်မြောက်ဝေပေးမယ့်သင်ခန်းစာလေးကတော့ Microsoft Excel နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တော်တော်များများသိတော့သိကြတယ်ဗောနော်သိတဲ့လူတွေလည်းများပါတယ်ဒါပေမဲ့လည်းနည်းနည်းလေးအသုံးလိုတဲ့အချိန်မှာရှားခတ်တဲ့နည်းလမ်းလေးပါဒါကဘာလဲဆိုတော့ကျွန်တော်စာချင်းတွက်တဲ့ဟာပါနော်တော်တော်များများကတော့ကျွန်တော် calculator နဲ့စားလိုက်တယ်ဆိုကြပါစို့ကျွန်တော်35 36ကို9နဲ့စားလိုက်တယ်နော်စားလိုက်ဘယ်လောက်ရစားရှိပြီဗောနော်ကျွန်တော်ရလောက်ကိုပဲကျွန်တော်ကသိကြပါတယ်ခေါင်းမှာကိုရချရေးတာမဟုတ်တာဖြစ်တဲ့အတွက်ကျွန်တော်စားကျွင်းပြောက်နေတယ်ပေါ့နော်စားကျွင်းလေးကျွန်တော်ကဖော်ခြင်းတယ်နော်စားကျွင်းလေးပြန်ကြည့်ခြင်းတယ်ဒါဘယ်သူတွေအတွက်သုံးတယ်လဲဆိုတော့ဟိုနည်းနည်းဘေးရင်ဆရာတွေအတွက်တော့နည်းနည်းပိုသုံးတယ်ပါလိမ့်မယ်နော်ဘေးရင်ဟောတဲ့လူတွေတို့ဘေးရင်ဆရာတွေတခါကြ Facebook မှာကျွန်တော်တို့တွေးကြတယ်ဗျမိမိအသက်ကိုတီးရောက်ရှိတဲ့နေနံနဲ့စားအစားရှိတဲ့တူလေးတွေလောက်ကြတယ်အဲ့ကြကျွန်တော်တိုင်ပတ်တယ်ဘာလို့လဲဆိုတော့ချပဲစားတော့မစရာတဘေးကစားရတဲ့ဘေးဦးကြီးအောင်ဘောဝင်ဘေးဦးဒီမှာချကြရေးကြရေးလောက်ကြရပါတယ်နော်အဲ့လိုအချိန်မျိုးလေးဆက်ကြရင်ဒါအသုံးတဲ့ပါနော်ကိုရဲ့စားကျွင်းရလဲဘယ်လောက်သိကျင်တာလဲရောစကလေးငယ်တွေကပဲတွေ့လို့ပဲဖြစ်တယ်ကိုကလေးရပဲကိုပြန်မေးလို့ပဲဖြစ်ဖြစ်မေးလာလို့ရှင်ဖေးကြီးတို့မေးကြီးတို့ဒီမှာတွက်တယ်ကိန်းကနန်းတွက်တယ်စားလက်ကဘယ်လောက်ရလဲကျွန်တော်အဖြေကတော့ရပြီအပေါ်စားကျွင်းအကျွင်းဘယ်လောက်ရလဲဆိုတဲ့အချိန်ကြာလို့ရှင်ကောက်ကလေးတန်းတွက်လိုက်အကျွင်းကမထွက်တော့ဘူးလေအဲ့တော့ကောက်ကလေးအကျွင်းရှာမရတော့တိုင်ပတ်ကောနော်အဲ့လိုမျိုးကြလို့ရှင်ကျွန်တော်တို့ဒီမှာအကျွင်းဘယ်လောက်ဆိုတာလေးကိုကျွန်တော်တို့ဖော်ပြတဲ့နည်းလမ်းလေးဖြစ်ပါတယ်နော်အဲ့တော့ကကျွန်တော်တို့လုပ်တဲ့ဒီမှာဆိုရင်ကျွန်တော်တို့က36နှစ်ကို9နဲ့စားရင်ရလာမယ်စားကျွင်းဖြစ်ပါနော်25ကို9နဲ့စားရင်ရလာမယ်စားကျွင်းနေ0ဖြစ်ပါစားကျွင်းမရှိပါဘူးနော်ဟုတ်နော်အဲ့ဒါလေးကျွန်တော်တွက်တဲ့နည်းလမ်းလေးဖြစ်ပါနော်အဲ့ဒါလွယ်ပါတယ်နော်ကျွန်တော်ဒီမှာရိုက်ပြရတော့မလို့ပေါ့နော်ဒီမှာကျွန်တော်အောက်မှာ formula function လေးရေးပြီးသားဖြစ်ပါနော်ကျွန်တော်ရိုက်ပြလိုက်ပါမယ်နော်အဲ့တော့ညီမချင်း MOD function လေးကိုကျွန်တော်သုံးပါမယ်နော် MOD ခွင်းစနော်အဲ့တော့ကျွန်တော်တို့ before နဲ့ C4 เนาะ comma beforeနဲ့ C4 ခွင့်ပိတ်ဒါပါပဲเนาะပြီးရင်ကျွန်တော်အဲ့ဒါလေးခေါက်ချလိုက်မှာဒါဆိုရင်စာကျွင်းတိတ်ရတယ်เนาะအဲ့ဒါလည်းကျွန်တော်အောက်ကိုလည်းကျွန်တော်ဖော်ခြင်းတရားလွှတ်လိုက်မှာဒါဆိုစာကျွင်း3ညเนาะအဲ့တော့ဆိုကြပါစို့မိမိအတက်ဒီဒါက30ခွန်ပေါ့เนาะကျွန်တော်30 sorry 39နဲ့လက်ရှိရောက်နေတဲ့ဂျိုဘင်းက9နဲ့ဖြစ်တယ်9ဖြစ်9နဲ့စားပါစားလိုက်ရင်ကျွန်တော်စားကျွင်းဒီနှစ်ရတယ်ဒါဆိုနှစ်ကနန်းသမားပေါ့အစားရှိတမင်ပေါ့နော်ပြပြရနော်လက်ရှိဆိုရပါစို့36နှစ်နော်စနေသားဖြစ်တဲ့ဒါဂျိုသက်က9လာရမသိဘူးအထောက်တော့နော်စနေနဲ့9နဲ့စားပါဆို9နဲ့စားဒါဆိုစားခြင်းဘယ်လောက်တိတ်ရတယ်တိတ်ရတူချင်းမီဒီအကျွင်းတိတ်ရတဲ့ဂိမ်းကနန်းဖြစ်ပါတယ်အစားရှိတမင်ပေါ့နော်ဒီလိုနေရာမျိုးတွေမှာအသုံးတဲ့ပါမယ်နော်အဲ့တော့ကိုသုံးတဲ့ရင်သုံးတဲ့ပုံပေါ်မူတည်ပြီးတော့အင်မတန်မှအသုံးတဲ့နီလာလေးဖြစ်ပါတယ်လွယ်ပေမဲ့ဆက်ခါလေးကျတော့လိုအပ်တဲ့အချိန်မှာရှားခတ်တဲ့နီလန်လေးဖြစ်တဲ့အတွက်နော်ဒါလေးလည်းကျွန်တော်မှတ်ထားတင်တယ်လို့ယူဆပါတယ်နော်အားလုံးလည်းအဆင်ပြေကြလိမ့်မယ်လို့ပြောလိုက်ပါတယ်အားလုံးလည်းအဆင်ပြေပါလိမ့်ဗျာ